ဒီကားလေးရောက်ပါပြီခင်ဗျာနော်ကျွန်တော်စီကိုအခုဒီရှိရကားလေးရောက်ပါပြီခင်ဗျာဒီကောင်လေးကတော့ကျွန်တော်တို့ Suzuki လေးပါ2009 model နော် AC power အစုံလေးမှာ manual key ရရန်ကုန်လမ်းစင်းတဲ့ကားလေးပဲဖြစ်ပါတယ်ပေါ့နော်ကားလေးရောက်ပါပြီနော်ကားလေးကောင်းပါတယ်အယိုးစစ်အတိုက်ခိုက်နော်မရှိပါဘူးခင်ဗျာမကြည့်နော်ဒီမှာနောက်ပြားလေးလည်းအလုံးကောင်းတယ်နော်နော်နောက်ပြားနောက်ချိတ်လေးတွေအလုံးကောင်းတယ်နော်အော်စီးလေးပဲနော်နောက်ချိတ်လေးအလုံးအော်စီးပဲကျွန်တော်တို့ဒီမှာနောက်ကန်လေးလည်းကောင်းတယ်နော်ဒီမှာနော်နောက်ကန်လေးတွေပါလည်းကောင်းသေးရနော်နောက်ကန်လေးပါလည်းကောင်းတယ်မှာဘေးပြားလေးလည်းလက်သေးရနော်ဘေးပြားလေးဆိုတော့အော်စီးပဲရှိသေးရနော်ဒီမှာအောက်ရုပ်တွေပါလည်း frame လေးအော်စီးပဲနော်free နေလဲ Aussie ပဲနော် free နေလဲ Aussie ပါပဲခင်ဗျာနော် free နေလဲ Aussie ပဲကားလေးကောင်းတယ်နော်ကားလေးကောင်းတယ်ကျွန်တော်1007လေးနော်ဒါကျွန်တော်ပိုင်ရှင်က420ကိုကျွန်တော်ညှိပြီးဝယ်လာနော်ရောင်းမဲ့ပိုင်ရှင်က420ဆိုတော့ကျွန်တော်လည်းညှိဝယ်လာနော် Suzuki 1007လေးပါနော်ဒါကျွန်တော်မိတ်ဆွေကိုကျွန်တော်ပြင်အောင်ပေးမယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ပြင်အောင်ပေးပါမယ်ခင်ဗျာနောက်တော့တကားကြားလေးနော်တကားကြားလေးတန့်တယ်နော်တကားကြားလေးတန့်တယ်ကောင်းတယ်နော်ဒီမှာချီနင်းချီကြော်လေးနော်ဒီမှာချီကြော်ချီကြလေးတွေအလုံးကောင်းတယ်နော်သူ Aussie ပဲနော်ချီကြော်ချီကြလေးတွေအလုံး Aussie ပဲနော်ရှော့ဘာထိုင်ရှော့ဘာအုံလေးလည်း Aussie ပဲနော်ရှော့ဘာထိုင်ရှော့ဘာအုံလေးလည်း Aussie ပဲနော်ကားလေးကောင်းတယ်ချက်စီနာတစ်ဝိုက်လည်းရှင်းတယ်နော်ဒီမှာချက်စီနာတစ်ဝိုက်လည်းရှင်းတယ်နော်ချက်စီနာတစ်ဝိုက်လည်းတန့်တယ်ရှင်းတယ်ချီတွေအကုန်လုံးမှန်တယ်နော်ချီလေးတွေအကုန်လုံးမှန်တယ်နော်အလုံးမှန်တယ်ကားလေးကောင်းတယ်နော်Aussie တော်တော်များများကြံသေးရနော်Aussie တော်တော်များများကိုကြံသေးရနော်Aussie တော်တော်များများကိုကြံပါသေးတယ်ကျွန်တော်ဒီတကားဒီဘက်တကားပေါ့နော်အောက်နားလေးစီးပါမယ်ဒီဘောနလေးစီးပါမယ်နော်ဒီဘောနလေးစီးပါမယ်ကျန်တာတစ်စီးလုံးဒီဘက် Aussie လို့ပြောလို့ရတယ်ပေါ့နော်အော်ဒီမှာခေါင်းလေးလေးစီးနေဖြန်းထားရနော်ခေါင်းလည်းတော့စီးကွက်တယ်ပေါ့နော်စီးကွက်တော့အပေါ်ရအဖြန်းလေးဖြန်းထားရပေါ့နော်စီးလေးဒီခေါင်းစီးလေးအပေါ်ရလေးပပဖြန်းထားတယ်ဒီကောင်လေးစီးလေးပပလေးဖြန်းထားရနော်ဒီကောင်လေးစီးလုပ်ထားရနော်ဒီကောင်လေးလည်းစီးလုပ်ထားတယ်ကျန်တာအကုန်လုံး Aussie နော်ကျန်တာအကုန်လုံး Aussie ပါနော်ကျွန်တော်တို့ဒီအရှိပေါ့နော်ဒီအရှိလေးရလွယ်လို့ရှိရင်ကျွန်တော်အနောက်ကအပိုင်းတွေအကုန်လုံး Aussie လို့ပြောလို့ရပါနော်နောက်ပိုင်းအကုန် Aussie တော်တော်များများကြံနေကျွန်တော်တို့ပေါ့နော်ကားတော်လေးကောင်းတယ်နော်အယိုးစစ်အတက်ခိုက်ကြီးမှဘာတခုမှမရှိဘူးပေါ့နော်အင်ဂျင်ဂီယာပေါ့လေအလုံးကောင်းတယ်နော်ကျွန်တော်တို့ဒီကောင်လေးကျွန်တော်ဝယ်တဲ့အချိန်မှာတော့အောက်ပိုင်းလေးနည်းနည်းအားနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်အောက်ပိုင်းလေးသွားစစ်မယ်ပေါ့နော်ကားလေးကောင်းတယ်နော်အောက်ပိုင်းလေးအားနေလို့ကျွန်တော်အောက်ပိုင်းလေးသွားစစ်မယ်အောက်ပိုင်းနေပါညာတွေအကုန်လုတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အယောင်းလေးတင်ပြပါမယ်နော်လှတယ်နော်ချိန်လိုင်းတွေအကုန်လှတယ်နောက်ထပ်ချိန်ဒီနောက်ထပ်လိုင်းတာတွေအကုန်လှတယ်နော်ချိန်ဒီလိုင်းတွေအကုန်လှတယ်နော်ချိန်ဒီလိုင်းတွေအကုန်လုံးလှပါတယ်နော်ချိန်ဒီလိုင်းတွေအကုန်လှတယ်နော်ချိန်ဒီလိုင်းတွေအကုန်လုံးလှတယ်ဒီမှာဒီအထက်လေးတွေအကုန်လှတယ်နော်အထက်လေးတွေမှန်တယ်အထက်လေးတွေစီးရနော်ဒီမှာကျွန်တော်ပြပေးမယ်နော်ဒီမှာဟုတ်လားစီလင်းရဲ့အပေါ်ကအထက်လေးနော်အထက်လေးတွေမှန်တယ်အထက်လေးတွေအကုန်လုံးစီပါတယ်ခင်ဗျာနော်စီလေးရဲ့အကုန်လုံးအထက်လေးတွေအကုန်မှန်တယ်နော်အထက်လေးတွေအကုန်မှန်တယ်အကုန်စီရနော်ကားလေးမစိုးကောင်းတယ်နော်ကားလေးကောင်းတယ်ကျွန်တော်ဝယ်လာတာပေါ့ဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရောက်ပြီမနော်ဒီကားလေးကျွန်တော်ရောက်ပြီလိုရလေးကျွန်တော်လုပ်မယ်နော်လိုရလေးကျွန်တော်လှုပ်လက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အယောင်းလေးတင်ပြပါမယ်ခင်ဗျာနော်ဆိုတော့ကားကောင်းကောင်းလိုချင်တယ်model လည်းမငယ်ချင်ဘူးဆိုတော့မိတ်ဆွေတွေကလာယူလို့ရတယ်ပေါ့နော်ဆိုတော့400အပေါ်လေးပဲသွားမယ်နော်ကျွန်တော်လည်းပါရှင်က420ကိုကျွန်တော်လည်းညှိပြီးဝယ်လာနော်ဒီပါရှင်က420ခေါ်ထားတဲ့ကားလေးကိုဒါကိုချမ်းလိုချင်အစီအပြန်ယူဆိုပြီးကျွန်တော်ရောင်းပေးလို့ပေါ့နော်ကျွန်တော်ယူလာပေးတာဖြစ်ပါတယ်ခင်ဗျာနော်မကြခင်မှာဒီကောင်လေးကျွန်တော်လိုရလုပ်မှာပေါ့နော်လိုရတာကျွန်တော်လုပ်မယ်နောက်ပြီးရင်ကျွန်တော်အောက်ပိုင်းလေးဒီကောင်လေးအားနေတယ်ဆိုတော့ကျွန်တော်အောက်ပိုင်းလေးတွေဗာလေးကျွန်တော်အကုန်လုံးစစ်ပြီးကျွန်တော်မိတ်ဆွေတွေကျွန်တော်အယောင်းတင်ပေးပါမယ်နော်ဒီကောင်လေးကျွန်တော်435သိန်းရောင်းမယ်နော်ရောင်းစီတစ်ခါလေးပြောပြရနော်ကျွန်တော်435သိန်းကျွန်တော်ရောင်းပါမယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေတွေလက်ခံနိုင်နေဆိုရှင်လာပြီးကြည့်လို့ရပါတယ်ခင်ဗျနော်ကားလေးကောင်းတယ်ကားလေးအများကြီးကောင်းနေလည်းပါတယ်နော် Suzuki 1007နော်အစုံ2 week ကိုမှ menu လေးဖြစ်ပါတယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုချက်ပါခင်ဗျာနော်